ကွန်ဒိုဝယ်ယူသူကြားထဲမှာရေပန်းစားနေတဲ့ HG ထန်အကမိုင်း2 point ကွန်ဒိုအကမိုင်းလို location မျိုးကတော့တထေးလူကုန်သည်တွေအများစုနေထိုင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်အကြောင်းရင်းကတော့ luxury brand တွေထူထောင်ချတဲ့နာမည်ကြီး shopping mall တွေကုန်တိုက်တွေလူသုံးကုန်ပစ္စည်းတွေနဲ့စားသောက်ဆိုင်တွေကော်ဖီဆိုင်တွေပေါ်များကြွယ်ဝလာတဲ့အချက်အချာနေရာတစ်ခုပဲဖြစ်ပါတယ်အဲ့တော့အတင်းခန်း၄အောက်ဖွဲ့စည်းပုံတွေကိုကျွန်တော်ထပ်မံပြပြပါမယ်ဗျ HG ထန်အကမိုင်းရဲ့30 square meter one bed loft ခန်းပဲဖြစ်ပါတယ်ဒီခန်းကိုဝင်လာခြင်းမှာဆိုရင် kitchen ရှိရဗျဒါကတော့ living room area ပဲဖြစ်ပါတယ်ဘယ်ကူနီနဲ့တွဲပါတဲ့ living room area ပဲဖြစ်ပါတယ်အောက်ထပ်မှာဆိုရင်သူခွန်မောင်းထွန်းတဲ့လေထပ်မံဖွဲ့စည်းပေးထားပါတယ်ဗျ loft နှစ်ထပ်ခန်းဖြစ်တဲ့ကြောင့်မို့အပေါ်ထပ်ကိုသွားပြီးကြည့်အောင်ဒါကတော့အပေါ်ထပ်မှာရှိတဲ့အိတ်ခန်းလေးပဲဖြစ်ပါတယ် loft နှစ်ထပ်ခန်းဖြစ်တဲ့ကြောင့်မို့စီလင်ကလည်းအရန်ကိုမြင့်ပါတယ်ဗျတော်တော်လေးကိုလာတဲ့အခန်း၄အောက်ဖွဲ့စည်းပုံပဲဖြစ်ပါတယ် HG ထန်အကမိုင်းရဲ့45 square meter 2 bedroom ခန်းပဲဖြစ်ပါတယ်ဒီခန်းကိုဝင်လာခြင်းမှာဆို living room area အခြေကြီးဖွဲ့စည်းပေးထားတော့တွေ့ရပါတယ်ဗျဘယ်ကူနီနဲ့တွဲပါတဲ့ living room area ပဲဖြစ်ပါတယ်ဒါကတော့ master bedroom ပဲဖြစ်ပါတယ် master bedroom ဖြစ်တဲ့ကြောင့်မို့အိတ်ခန်းနဲ့ရေချိုးခန်းတွေကိုတွဲဖွဲ့စည်းပေးထားတာပဲဖြစ်ပါတယ်အခန်းလေးအောက်ဖွဲ့စည်းပုံလေးကလည်းတော်တော်လေးကိုလှပါဗျထပ်ပြီးတော့ဒုတိယအိတ်ခန်းကိုသွားကြည့်အောင်ဒါကတော့ဒုတိယအိတ်ခန်းပဲဖြစ်ပါတယ်2 bedroom simplex ခန်းလေးကတော်တော်လေးကိုလှပါတယ်ဗျဒါကတော့အိတ်ခန်းပဲဖြစ်ပါတယ် master bedroom ဖြစ်တဲ့ကြောင့်မို့အင်တာဂျူကန်နဲ့တွဲဖွဲ့စည်းပေးထားပါတယ်ဗျအဲ့တော့ HT ထန်အကမိုင်း2 point project ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ယူဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြတ်ဆောင်နိုင်ပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့အုံချင်းဝင်မယ်ဆိုတော့ GNG Thai House ကိုဆက်သွယ်မြတ်ဆောင်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်